Ciao a tutti, hi everyone, alla mia mashi. Oggi Italian lezione numero 3. Lezione 3ကိုကျွန်တော်တို့ဆက်လိုက်ကြရအောင်ဒီနေ့သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ article လို့ article လို့article လို့အဓိပ္ပာယ်ရတယ်မြန်မာလိုကတော့ဘာဖြစ်လဲနာရှေ့မှာရှိတဲ့ဝါဟာရလို့အဓိပ္ပာယ်အင်္ဂလိပ်မှာတော့ဘာဖြစ်လဲand the နဲ့တွားပြီးတော့တူပါတယ်နော်ဆိုတော့ဒီ Italian နာမည်မှာနော် Italian နာမည်မှာ is sostantivo ဆိုတာနာမည် noun လို့ခေါ်တယ်အဲ့ဒီနာမည်ကိုသူကတက်ရှိတဲ့မဲ့အရာဟူသည်များအမည်တွေကနာဖြစ်တယ်အဲ့ဒီနာကိုမှသူတို့ကဘာဖြစ်လဲအဖို့နာအမနာဆိုပြီးနော်ပေးထားနာမည်ပေးထားတဲ့ခွဲခြားထားဒါကြောင့်မို့လေ is sostantivo maschile e il sostantivo femminile အပါဖြစ်လေဒီအဖို့နဲ့အမှန်နဲ့လို့ကျမတို့ကနာမည်ပေးလိုက်ကြရအောင် article မှာဆိုလို့ရှိရင်ဖြစ်အဖို့နဲ့နေတဲ့ il libro the book il mondo the world il pallavolo the volleyball ဒီပြရတယ်low student ဒီဘာဖြစ်လို့လူထည့်ရလဲ il မထည့်ပဲနဲ့ဘာကြောင့်လူထည့်ရလဲဆိုတော့ဖြစ်လေဒီ s အနောက်မှာလိုက်လာတဲ့စကားလုံးက b ဖြစ်တဲ့ကြောင့်မလို့တရမဟုတ်နဲ့ b ဖြစ်ကြောင့်မလို့ t ရပါဖြစ်လေ b ဖြစ်တဲ့ကြောင့်မလို့ဘာဖြစ်လူနော် s နဲ့စတဲ့နာနေရဲ့အရှိမဘာဖြစ်လဲအနောက်မှာ b လိုက်လိုက်သူလူလို့ထည့်မယ်ဒါပေမဲ့အမှန်နဲ့နေတွေကတော့မလို့ဘူးပါလေနောက်မှကျွန်မရှင်းပြပေးပါဆိုတော့ low student ဆိုတော့ the student lo zaino ဇက်နဲ့စတဲ့စကားမှာ lo zaino ဆိုတော့ကြောဘိုးအိတ်ကိုခေါ်ပါတယ်နောက်က l apostrophe ဆို l apostrophe ဆိုတော့လေသူကဘာကြောင့်လဲဆိုတော့ဒီ a e i o u r a e o u ဆိုတဲ့ a e i o u နဲ့စတဲ့တရနဲ့စတဲ့နာနေအတွက်နော်နာနေအတွက်သူကပဲ l apostrophe ကိုရေးပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဥပမာဆိုတော့ l'amico နော် la amico ဆိုဒီမှာလဲ la ရှိဒီမှာလဲ ရှိဆိုနှလုံးမလိုအပ်တဲ့ကြောင့်မို့ဒီရှေ့အာကိုဘာဖြစ်လဲဖြုတ်ပြီးတော့သူ့နေရာမှာ apostrophe ဆိုတဲ့ apostrophe ကိုထည့်တယ်ဒါကြောင့်မလို့ l'amico ဆိုတာတငယ်ချင်းယောက်ျားလေးကိုနော်ကျွန်တော်တို့ဒီကိတ်မုတ်တေးသေးလေးတွေမှာ amico နဲ့ခေါ်တယ် amico ဒါကျွန်တော်မွေးစားထားတဲ့စကားလုံးလေးပေါ့တငယ်ချင်းလို့အဓိပ္ပာယ်ရတယ်နော် loro ဆိုတာကိုရွှေ l'animale ဆိုတာ animal အင်္ဂလိပ်စကားနဲ့နည်းနည်းဆင်တဲ့ animal ဆိုတော့ဒါတိရစ္ဆာန်လေးနောက်တစ်ခါil sostantivo femminile အမနာကြည့်တဲ့အခါမှာဆက်ပါဖြစ်လေ la casa the house la ragazza the girl la scuola the school นะคะသူရဲ့ a e i o u တရနဲ့စတဲ့စကားလုံးနဲ့ r a e o u နော်နဲ့စတဲ့စကားလုံးတွေမှာဆိုလို့ရှိရင်ဘာဖြစ် l apostrophe နဲ့သွားမယ် l'amica l'ora ဆိုတာနိုင်အားလို့ခေါ်မယ် l'ape ဆိုတာ b ပြောင်းခေါ်ဒီလိုရဲ့အဲ့လိုပေါ့သူမှလည်းဘာဖြစ်လဲ la amica နှစ်ခုရေးမယ်ဆိုလို့ရှိရင်အားနှလုံးထပ်နေဖြစ်ကြမှာအရှိအအားကိုဖြုတ်ပြီးတော့သူ့ညမှာ apostrophe ကိုထည့် apostrophe ကိုထည့်နော်ဒါကြောင့်မလို့ပြန်ပြကြည့်အောင် il libro il mondo il pallavolo lo studente lo zaino l'amico l'oro l'animale la casa la ragazza la scuola l'amica l'ora l'ape နော်ဆိုတော့ဒီ Italian နဲ့ English ကဆိုလို့ရှိရင်တစ်ဖြည်းဖြည်းနဲ့ကွဲပြားလာတာကိုတွေ့ရပါမယ်စကားလုံးတွေတူတာလောက်ပဲရှိတော့ခွဲပြားသွားတာကိုတွေ့ရမယ်ဒါကြောင့်မလို့ဖြစ်လေ Italian နဲ့ English ကဆိုလို့ရှိရင်ဖြစ်လေနည်းနဲ့တစ်ဖြည်းဖြည်းဝေးသွားကြတော့မယ်တငယ်ချင်းတွေဖြစ်မယ်ဒါပေမဲ့တနည်းမှာပြန်ဆုံမယ်တချို့တရားဖွဲ့စည်းပုံတွေမှာပြန်ဆုံမယ်ဖြစ်ပါတယ်နော်ဆိုတော့sister page တွေကို like and share comment and follow လေးလုပ်ပေးကြပါရှင်